မီးတောင်ပေါက်ကွဲရခြင်းကြောင့်ကဘာကြီးဟာတင်ငယ်တဲ့ကြောက်သားတခုမဟုတ်ပါဘူးအပြင်ပေါ်ကမြေပြင်အောက်မှာအမြင်ရတဲ့မိုးတိမ်တွေနဲ့မဂနီဆန်တွေလှုပ်လှုပ်ရှားရှားဖြစ်ကြီးမားတဲ့စွမ်းအင်တွေလည်းတည်ရှိနေတတ်ပါတယ်ဒီအောက်မြေကအပူနဲ့ဖိအားတွေဟာတစ်ခါတလေမှာမကန့်သက်နိုင်အောင်တိုးလာတဲ့ချိန်မီးတောင်ပေါက်ကွဲခြင်းဆိုတဲ့သဘာဝတန်ကြီးတစ်ခုပေါ်ထွက်လာတတ်ပါတယ်မီးတောင်ပေါက်ဖွားမှုဟာတကယ်တမ်းမြေကြီးအောက်မှာရှိတဲ့မဂနာအုပ်စုတွေကမဂနီဆန်တွေအပူနဲ့ဖိအားကြောင့်ပေါက်ကွဲလာပြီးမြေပြင်ပေါ်ကိုအငွေ့ဒီပုံကြောင့်မုန်တိုင်းလိုကြောက်မီများတဲ့တူခတ်ပေါ်လာတာမျိုးပါဒီဟာတွေကိုပေါင်းလိုက်မယ်ဆိုရင်လူသားနဲ့တက်ရှိတွေအတွက်အနေအကြီးမားစွာဖြစ်လာတတ်ပါတယ်တကယ်လို့မင်းရမယ်ဆိုရင်ဘာကြောင့်မီးတောင်တွေကပေါက်ဖွားရတာလဲဒါကိုမစတင်ခင်ဒီလိုဘူးဒရာရတဲ့အကြောင်းအရာလေးတွေအတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ချုံနေတဲ့အရာဝတ္ထုတစ်ခုဟာတဖြည်းဖြည်းဖိအားတက်လာတဲ့အခါချုပ်ထားလို့မရတော့ပဲပေါက်သွားတတ်ပါတယ်မဂနီဆန်နဲ့အလားတူပါပဲမြေကြီးရဲ့အောက်မှာရှိတဲ့မြေပန်းကြားတွေဟာအချင်းချင်းစီးစဉ်တွန်းအားထုံထုံတင်းကျပ်တဲ့နေရာတွေမှာမဂနီဆန်တွေအပူနဲ့ဖိအားတက်လာပြီးတနေ့မှာမတော်တဆပေါက်ကွဲသွားတတ်ပါတယ်မီးတောင်ပေါက်ကွဲမှုဆိုတာတကယ်လဲတုံတော့ခြောက်ခြားစရာကောင်းလာပါတယ်ထွက်လာတဲ့မဂနီဆန်ဟာမြေမြေပေါ်ကိုလာဗာဆိုတဲ့ပုံစံဖြစ်ရှော့ကျနေပါတယ်ဒီလောင်ကျွမ်းသောအရာဟာတစ်တော်ချေးရွာမြို့ပြချို့ကိုဖျက်ဆီးပြီးလူသားတွေရဲ့ဘဝအတွက်လည်းပြောင်းလဲမှုကိုယူဆောင်လာပေးစေပါတယ်ဒါပေမဲ့မီးတောင်တွေဟာတကယ်တန်ဖိုးရှိတဲ့သဘောပုံစံတစ်ခုလည်းဖြစ်ပါတယ်။သူတို့ဟာမြေဩဇာကိုတိုးမွားစေတယ်။မြေမျက်နှာပြင်အသစ်တွေလည်းဖန်တီးပေးနိုင်ပါတယ်။ဟာဝိုင်အီပြင်တခြားသောကျိုးနိုင်ငံများစုဟာမီးတောင်ပေါက်ဖွားမှုကြောင့်ပေါ်ပေါက်လာတာမျိုးပါ။ကမ္ဘာပေါ်မှာမတူညီတဲ့မီးတောင်မျိုးစား၃မျိုးရှိပါတယ်။ဟုတ်ကဲ့နံပါတ်1 She volcanoes အနှိမ့်နဲ့ကျယ်ပြန့်ပြီးအသွင်ပြေချောမွေ့တဲ့မီးတောင်မျိုးဖြစ်ပါတယ်။နံပါတ်2 Stratovolcanoes အလိုအန္တရာယ်ရှိပြီးပောက်ကွဲတဲ့အဖြစ်အပျက်ကကြီးမားလွန်းလာပါတယ်။နံပါတ်3 Cinder Cone volcanoes ပုံမှန်ထက်ငယ်တော့လဲမကြာခဏပေါက်ကွဲတတ်ပါတယ်။တချို့သောမီးတောင်တွေက100စုကျော်မှပေါက်ဖွားတတ်ပြီးတချို့ကတော့မေ့လျော့ထားတဲ့အချိန်မှာပဲမကြာခဏပေါက်ကွဲတတ်ပါတယ်။သူတို့နားမှာနေထိုင်တဲ့လူတွေအတွက်ကတော့အမြဲတမ်းအန္တရာယ်ရှိနေတတ်ပါတယ်။ဒါကြောင့်မီးတောင်ပေါက်ကွဲခြင်းဟာတဘာဝရဲ့တရားဝင်ကမ္ဘာလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ဖန်တီးမှုနဲ့ဖျက်ဆီးမှုနှစ်ခုလုံးကိုတပြိုင်နက်တည်းပေါ်ပြနေတဲ့အံ့အားသင့်ဖွယ်လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်တဘာဝကိုကြောက်နေုံနဲ့မကောင်းပါဘူး။နားလည်ဖို့ကလည်းအရေးကြီးလာပါတယ်။မီးတောင်တွေကဘလို့လှုပ်ဆောင်တတ်တယ်ဆိုတာကိုသိပြီးအန္တရာယ်ကင်းတဲ့နေရာတစ်ခုထဲမှာမနေပဲတဘာဝနဲ့အတူအသိမြင်တွေတိုးပွားပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ယခုချိန်ကစပြီးစဉ်းစားကြရအောင်ပါနော်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အမြင်ကိုလည်း comment မှာပြောသားခဲ့လို့ရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။